လေလိုင်းပေါ်ကအစိုးရလို့ပြောခဲ့တဲ့ NUG ဟာအခုဘလို့အနေထားဖြစ်သွားပြီလဲဆိုတာကိုစစ်တပ်အမာခံထောက်ခံသူကိုမောင်ရှင်းပြထားတယ်နော်ကျွန်တော်ပြောတဲ့စီလော်တယ်ဖြစ်မှာဆိုလို့သူကိုယ်တိုင်ပြောထားတဲ့စကားနားထောင်ကြည့်ပါနော်ဟိုဘက်ရက်ကအစိမ့်ပိတ်နေပေါ့နော်တိလားဖြစ်ပေါ်လေအခုကတော့အခု NUG ကအရင် NUG မဟုတ်တော့ဘူးအဲ့တော့အရှိတရားဖြစ်တယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ငွေကြေးစီးဆင်းမှုနောက်ဆုံးငွေကြေးစနစ်ပါသူတို့မှရှိလာပြီအခုဆိုလို့ရှိရင်ညာ digital token ဆိုပြီးသူတို့ကဖော်ထုတ်ထားတာရှိတယ်ဒါတရားဝင်ဖြစ်သွားပြီနော်တရားဝင်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့အခုကျွန်တော်လေ့လာကြည့်တာသူတို့ digital token ပေါ့ Spring Development Bank လို့ခေါ်တာပေါ့ຫນွေဥပန်လို့ခေါ်တာပေါ့နော်အဲ့ຫນွေဥပန်ကနေပြီးတော့ digital token 1 billion ထုတ်ထားတယ်1 billion ထက်သူကထပ်ပြီးတော့ digital money ပေါ့ဗျာဟိုပတ်စံသူတို့ထုတ်ထားပြီးသားဖြစ်တယ်အဲ့တော့အဲ့ပတ်စံကလည်းကြက်ငွေအားဖြင့်လဲလှယ်လို့ရတယ်လို့အမေရိကန်ဒေါ်လာနဲ့ပါလဲလှယ်လို့ရတဲ့ပုံစံမျိုးရှိတယ်တန်ဖိုးအနေနဲ့ထိတောင်မှပဲရှိလာပြီဆိုတဲ့ခါကျတော့ဘယ်လိုခေါ်မလဲကျွန်တော်တို့ NUG မှာကငွေကြေးစနစ်တောင်မှရှိလာပြီဒါကနံပါတ်1ချက်ပေါ့ဗျာနံပါတ်2ချက်အနေနဲ့ကျတော့ထိန်းချုပ်နေပြီရှိလာတယ်အတရားဇာတာတွေထိန်းချုပ်မှုကအစပေါ့ဗျာနော်အဲတို့မှရှိလာပြီနံပါတ်3ချက်အနေနဲ့ကကျတော့ဒီပေါ့တို့မှာလက်နက်ကိုင်အဖွဲ့အစည်းတွေခိုင်မာရှိလာတယ်ဒါကနံပါတ်3ချက်ပေါ့ဗျာနော်နံပါတ်4ချက်အနေနဲ့ကဒီခေါ်မလို့ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာတွေမှာတို့စနစ်တကျနဲ့ဆောင်ရွက်လာတာရှိတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် NUG ကလည်းခင်ဗျားတို့ကြိုက်တယ်လို့ပြောကြကြာရှုံးနေတဲ့ဖွဲ့စည်းတော့မဟုတ်ဘူးအဲ့တို့ကဲကြားတယ်နော်ကိုမောင်စက်ကန်ထိတော့မှာပဲဟမ်လေလိုင်းပေါ်ကအစိုးရပါလို့ပြောထားတဲ့ဟာကိုအခုလိုမျိုးကိုမောင်ကပေါ်ထုတ်လိုက်တော့ဟမ်စက်ကန်ထိတော့မယ်ဒီပိတ်ဆိုပြီးကထမိန်ထုံဆိုပြီးတော့သူဆဲနေတာပို့ပြီးတော့အတိုင်းအတာတစ်ခုထိသူတို့ကရက်တီနိုင်သွားတဲ့အတွက်ကြောင့်မို့လို့နောက်တစ်ခုကသူတို့ဘာမှမဝေဖန်တိုက်ခိုက်သူများတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒါ NUG ရဲ့ RA ပေါ့ဟုတ်ပြီ NUG ရဲ့ RA ပြီးတဲ့ခါနောက်ထပ်ဒီလက်နက်ကင်လန်းစီကိုယုံကြည်ကြတဲ့ဒီအင်အားစုအဖွဲ့တွေပေါ့ SRA အဖွဲ့တွေ19ဖွဲ့လောက်ရှိလို့ကျွန်တော်ကြားသိရအောင်ဗျာနော်CB ပါဝင် CB ချင်း brotherhood ပါဝင်သူတို့ကလည်းသူတို့ရဲ့ CA ပုံစံမျိုးနဲ့တွားကြမယ်အဲ့ဒီကမှတစ်စက် AA နော် AA ပြီး KNA KIA ဆိုတဲ့ခါကျတော့တရုတ်ရဲ့ဩဇာကရှမ်းမြောက်ကအဖွဲ့အစည်းတွေကိုပဲညောင်းလို့ရှိတယ်ကျန်တဲ့အဖွဲ့အစည်းတွေကဩဇာညောင်းမှုတော့မရှိဘူးအဲ့တော့ဒီလက်နက်ကင်လန်းစင်နဲ့ဒီတိုက်ပွဲတွေကတော့ဆက်လက်ပြီးတော့ဖြစ်နေမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ခါကလည်းပြောခဲ့ပါတယ် AA နဲ့ဒီ PDF နဲ့ပေါင်းပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့ဒီ AA ရဲ့ PDF ကိုမချင်း brother ဟုတ်ပေါ့နော်ချင်း brother ကိုပေါင်းတဲ့အခါမှာရိုးမတကြောနော်ပကိုးရိုးမနဲ့ဒီရခိုင်ရိုးမတကြောခေါ်လို့ရရှိသွားပြီဖြစ်တယ်ဒီတိုက်ပွဲကဆက်လက်ကြာကျွန်တော်ဆိုလို့ကျွန်တော်ဒီလက်နက်ကင်လန်းစင်အောင်မြင်သွားမယ်ဆိုတော့မဟုတ်ဘူးနော်ဒါပေမဲ့ကြံ့ခံပြီးရက်တည်နိုင်သွားမယ်ဆိုတာတော့ကျွန်တော်ပြောလို့ရတယ်ဒါမှန်တယ်ပါပဲပလန်ရေးဘက်ကကျွန်တော်တို့အတိုင်းဝိုင်းတွေအနေနဲ့လည်းနော်ပန်းတိုင်မရောက်ဘဲနဲ့တက်ထောင်လို့တော့မရသေးဘူးအချိန်မရွေးကြရှုံးနိုင်တယ်ဆိုတာရှိတယ်မကြရှုံးတော့ဘူးလို့ပြောတာမဟုတ်ဘူးနော်အောင်မြင်မှုတွေရှိလာတယ်ဒါပေမဲ့ကျွန်တော်တို့တွေညီညွတ်မှုမရှိသေး၍အချိန်ကြီးကြာဆုံးသွားနိုင်တယ်ဒါကြောင့်မလို့အခုမဟာမိတ်တပ်ပေါင်းစုဖွဲ့တယ် MG အောက်က MUG ရဲ့ MOD အောက်မှာမရှိတဲ့အဖွဲ့တွေအားလုံးစုပြီးတော့ဒီ CB တို့ကတော့အပါဝင်ပေါ့နော်မဟာမိတ်တပ်ပေါင်းစုဖွဲ့တယ်ဒါဟာအင်မတန်ကောင်းတဲ့လက္ခဏာဒါပေမဲ့အဲ့ဒီကောင်းတဲ့လက္ခဏာကလည်းချက်ချင်းမကောင်းတဲ့လက္ခဏာကိုဖြစ်သွားလို့ရတယ်ဘယ်လိုပုံစံဖြစ်သွားမလဲဒီမဟာမိတ်ကိုအင်အားအပြိုင်ဖြစ်လာမယ် MUG နဲ့အပြိုင်တွေလောက်လာမယ်ဆိုဒါမကောင်းတဲ့လက္ခဏာဖြစ်သွားမှာဒီမဟာမိတ်တွေရောဒီ IUG တွေရော EAO တွေရောအဲ့တောင်းဝစ်ဆိုင်အကုန်လုံးကအဲ့လိုတစုတည်းဖြစ်နိုင်မှာကျွန်တော်တို့အကောင်းမွန်တဲ့လက္ခဏာဖြစ်မှာအဲ့ဒီလိုဖြစ်ဖို့အတွက်ကျွန်တော်ဥဆောင်နေတဲ့ပုံကိုယ်တွေကအရန်ရေးကြည့်ပါတယ်တော့အမျှော်အမြင်နဲပါတဲ့ပုံကိုယ်တွေခေါင်းဆောင်မတင်ပြီးဖို့လိုအပ်ပါတယ်စိတ်ခံစားချက်တွေကိုရှေ့တန်းတင်မယ်အမျှော်အမြင်နဲပါမယ်ဆိုရင်ကျွန်တော်တို့ဟာလမ်းကြောင်းတွေလွဲသွားလို့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တော်လိုင်းမအောင်မြင်ဘူးလားမေးအောင်မြင်တယ်နော်တဆင့်ချင်းတက်လာဒါပေမဲ့လို့ဒီအောက်ကနေအုံးလဲဆိုအပေါ်တစ်ချက်တည်းအောင်ပွဲကိုတော့မရောက်ဘူးအဲ့ဒါလို့အောက်ကနေအုံးလဲအောင်ပွဲမရောက်တဲ့အတွက်တချို့တလေစိတ်မရှိဘူးအားမလို့အားမရဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ຫນွေဦးတော်လှန်ရေးဟာလှေကားတစ်လေးလိုပဲတဆင့်ချင်းစီတက်သွားတယ်ဆိုတာညင်းလို့မရအောင်နော်အခုဆိုရင်နိုင်ငံတကာတန်တမန်ရေးမှာ NUG ဘလောက်ပိုးပေါက်လာတယ်ဒီနေ့ချိန်ဒီကုလသမဂ္ဂမှာဥကြုံမိုးထုံးဟာရက်တီခွင့်ရနေတယ်အာဆီယံဆိုရင်ဒါအရင်ဆိုရင်ပတ်ကလေးဆိုစစ်ကောင်းဆောင်တွေကိုကာပါပေးပြီးတော့လူရတွင်းလိုက်ပြီမဲ့အခုဆိုရင်ဒီနေ့ချိန်ဒီအာဆီယံဟာအခုမရောက်နိုင်လုပ်နေတဲ့ရွေးကောက်ပွဲကိုတော့မှအလင်းစလိုအတိမတ်ပြုမှုတွေမလုပ်ကြဘူးအီဗရန်ဖတ်ပြောတဲ့အနေအထားဖြစ်လာဒါနိုင်ငံတကာတန်တမန်ကြီးမှာအားပြိုင်နေတဲ့အဆင့်ရှိတယ်နော်ရှင်းတော့ MG ဘက်ကတော့ MG ဆိုတော်လိုင်းအင်အားစုပေါ့နော်တော်လိုင်းအင်အားစုဘက်ကတော့တာတဲ့အနေထားရှိတယ်အဲ့တော့ပြည်တွင်းအားတွေကိုကြည့်မယ်ဆိုရင်လည်းခုနကပြောသလိုညီညွတ်မှုရှိနိုင်လေပို့ပြီးတော့အောင်မြင်နေဖြစ်ပါလိမ့်မယ်ညီညွတ်မှုပြက်ပြားလေကြာရှုံးခြင်းကိုတွားပါလိမ့်မယ်ဒါကြောင့်မလို့ရန်သူကတော့ရန်သူပြီးတော့ဆိုတာတိုက်ပါမယ်နော်တိုက်တဲ့နေမှာဘုံကျဲမယ်လက်နက်ကြီးနဲ့ထုတယ်ရွာမီးရှို့တာတော့တိုက်တယ်လို့မထင်ပါနဲ့နော်နီလန်းပေါင်းစုံနဲ့တိုက်နေတာပါနီလန်းပေါင်းစုံဖြတ်လေးနဲ့တိုက်မယ်ပြည်သူအကြောက်တရားနဲ့တိုက်မယ်တော်လိုင်းရေးနဲ့ပြည်သူကိုကွဲဝအောင်တိုက်မယ်နော်တိုင်းသား EAO တွေနဲ့တော်လိုင်းရေးနဲ့တက်တက်ကြီးဖြစ်ဝအောင်တိုက်မယ် PDF နဲ့ IUD နဲ့စိတ်ဝမ်းကွဲအောင်တိုက်မယ်NUG ရဲ့ MOD အောက်မှာမရှိတဲ့ PDF တွေနဲ့ NUG နဲ့အပြိုင်အင်အားဖြစ်အောင်တိုက်မျိုးစုံတိုက်မှာနော်ဒါတွေအားလုံးကိုကျွန်တော်တို့ကြက်ခံနိုင်ဖို့လိုအပ်တယ်အမျှော်အမြင်ရှိဖို့လည်းလိုအပ်ပါတယ်အဲ့တော့အဲ့ဒါကတကြောင်နောက်ထပ် PDF နဲ့ KNU နဲ့ပေါင်းလိုက်တယ်ပေါင်းလိုက်တဲ့ခါမှာဟိုအရင်တည်းကဗျာမြန်မာနိုင်ငံအေဂျင့်တွေအချိန်ပေါ့ဗျာနော်ဦးသားရွှေလိုမျိုးထက်မြက်တဲ့ပုံကိုပေါ့ဗျာနောက်တစ်ခုကဒေါအောင်ဆန်းစုကြည်လိုမျိုးပြည်သူစီးရုံးနိုင်တဲ့ခေါင်းဆောင်အောက်မှာတော့မှပဲ AA ကိုဘယ်ခေါ်မလဲဆိုတော့ AA ကြတော့ဒေါအောင်ဆန်းစုကြည်လက်ထက်မှာပေါ်တော့ဗျာနော်အဲ့ချိန်မှာလေအဲ့ချိန်မှာတော့ပဲ AA ကိုအပြုတ်တိုက်နိုင်မှုကိုပြောနေ AA နဲ့စစ်တင်ရေးမှုယူရတဲ့အဆင့်မရှိပါဘူးအဲ့တော့ဒါမျိုးစစ်တပ်ကြီးမှာကြောနေတဲ့အချိန်မှာမှ AA နဲ့စစ်တင်ရေးမှုတော့ပဲလုပ်လို့ရတဲ့အချိန်တွေရှိတယ်အခုလိုမျိုးနည်းနည်းရုန်းကန်နေရပြီးတော့တနိုင်ငံလုံးစီရေးအပြည့်တိုင်းလာသွားနေတဲ့အချိန်မှာ AA ကလည်းရရှိတဲ့လက်နက်တွေကတော့အခုတပ်မတော်ကကပတ်ကပြောတာပေါ့လေနော်ဒီမွေးစီရောင်းပြီးတော့ဝယ်တယ်လို့ပါလို့ပေါ့ဒါတွေကတော့တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဆွဆွဲနေတာဒါနဲ့ပတ်သက်ပြီးလူမနဲ့မှန်တယ်ကျွန်တော်မပြောလို့ဘူးအဲ့တော့လည်းပဲ
အေးကိုင်နေသောလက်နက်တွေအေးကိုင်နေသောဒီလက်နက်တွေတော်တော်များများကတက်မတော်ကပဲပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဝေတဲ့ ဒီလူဆဲကန်ထိမယ်ကြည့်နေအဲ့ဒါပြထမိန်ချုံလို့ပြောခံကြည့်တာသူတို့မှန်တာတွေထွက်ထွက်မပြောနဲ့ဘောမရက်ွက်မှာမှန်တာပြောလို့မရဘူးလေနော်ကြည့် ဆိုလို့ရှိရင်တော့မှပဲတက်မတော်ကိုပတ်စံပေးတာဖြစ်လိမ့်မယ်နော်ဘာကြောင့်လဲဆိုတော့အရှိတရားပဲလေဗျာဟိုကျွန်တော်တို့ပလဝဘက်ကဗျူဟာတွေကြားတဲ့အချိန်မှာရသွားလက်နက်တွေနဲတာမှမဟုတ်တာနော်ဒီနောက်ခါကတွေတိတ်ခါတဲ့အချိန်မှာလည်းရသွားလက်နက်တွေနဲတာမဟုတ်ဘူးဗျာနော်ကျွန်တော်တို့ဘယ်ခေါ်မလဲဆိုတော့စစ်သားတွေလိုအပ်ချက်လေးနည်းနည်းလေး online တွေရောက်လာ drone တွေရောက်လာဒီနေ့ပဲရောက်လာနောက်နေ့ကျအေးရောက်ဝင်သိမ်းသွားအဲ့လိုမျိုးလက်နက်တွေကတိမ်းသွားတဲ့အတိုင်းတာရှိတာဟုတ်နော် ကဲဒါကတော့ကိုမမောင်ပြောထားတဲ့ဗီဒီယိုဖိုင်လေးတစ်ခုတွေ့လို့ပါနော်အဲ့စစ်တပ်ကိုထောက်ခံတဲ့အပိုင်းကိုကျွန်တော်ပြောချင်တာကကိုထောက်ခံနေတာဒီဘ누구ကိုထောက်ခံလဲဆိုတာကိုသိစေချင်ပါတယ်လက်ရှိတက်မတော်ချစ်သူဆိုတဲ့အတိုင်းဝိုင်းနော်ကိုမောင်မောင်ကိုအတူယူပါဒီလိုမျိုးစစ်တပ်ချစ်တဲ့သူတွေများများပေါ်ပေါက်လာမယ်ဆိုရင်တက်မတော်ဆိုတာလူမလေးခွေးမခံပြည်သူငါနဲ့တောက်တဲ့အဆင့်မဖြစ်စေရဘူးအမခံကျွန်တော်